毛在你的，但俺毛嘞，在了些俺哦，这后面班呀带东当回来的地当。စကတ်တွေပါအင်ကြီးတွေပါဝယ်လို့ရှိရင်ဝတ်ကြည့်ရပါတော့ဒါပေမဲ့ဒီတန်းလည်းဘယ်လိုမှမလိုက်ဘူးဟိုရက်ကထောင်ထောင်မောင်းမောင်းလေးကွက်လို့ရှိရင်ကျအရက်တွေမဟုတ်ဒီပခုံးတွေပါအယိုးကြီးရောအဲ့ဒါတွေဝယ်လိုက်လို့ရှိရင်နည်းနည်းဟိုတစ်မျိုးပုံစံတစ်မျိုးပေါက်သွားတော့တိတ်ပြီးတော့အဲ့ဒါတွေဟိုမလိုက်ဘူးလေဒါနဲ့တင်ခွာတာတော့ငငယ်လေးအဲ့ကိစ္စပေါ့နော်တော့ကြုံရတယ်လို့ဆိုတော့မိပါဆိုလို့ရှိရင်ဒါ6တန်းလောက်က10တန်းဆိုပြီးပြောကြရပါတော့အဲ့ဒါမဟုတ်ဘူး6တန်းလို့ပြောတယ်သူမယုံကြဘူးပြီးမမေတော့မမေဒါမမေလားဆိုတော့မမေပါဆိုတော့မှယုံကြတာပါနော်မမေနဲ့တူတွဲသွားလို့ရှိရင်လည်းကြောက်တော့တောင်းရမယ်သူညီမလားလို့ခဏမေးခဲ့ရတယ်အဲအကြောင်းအထဲထဲဝင်လာပြီဆိုလို့ရှိရင်ထောင်နဲ့ဘာလို့ရှိရင်ကြောင်းသွားလို့ရှိရင်လည်းအဲ့လိုပြင်းပြင်းတိတ်မသွားတာများရဲ့အဲ့ကျောင်းဝတ်ဆောင်ကဒါဟိုကျောင်းဝတ်ဆောင်ဝတ်လို့တာဝတ်ရတာပါနော်အဲ့ကျောင်းသွားလို့ရှိရင်ဘယ်သူမှတော့မသိဘူးပေါ့နော်အဲ့သွားဒါပေမဲ့အရက်ကြီးကဒါထောင်ရောဟိုချွတ်ဆိုလို့ရှိရင်ငယ်လေးကကြောက်တဲ့တာများရပါတော့အဲ့လိုမျိုးလိုက်စားဖို့နေတဲ့သားတွေကြောက်ပြီးအဲ့လိုစကားမပြောရရပါရှိတယ်ပေါ့နော်ဒီညနေပတ်သက်ပြီးတော့ဒါဟိုတလောကလေတေကာတွန်းဆိုရယ်ဇလန်တွဲလေးထပ်ထားရပါတော့ပြီးတော့ဒါအခုက grade 12မလို့အခုလက်ရှိတော့နုပညာလုပ်ပြီးတော့ခဏလောက်နားလာပါတယ်ပြီးတော့မှဒီ grade 12ပြီးတော့မှဒါနုပညာလုပ်တွေဆက်လက်ပြီးတော့လုပ်ဖို့ကြာဆောင်ရနေပါတယ်ရှင်ဟုတ်မှားတာတော့ဒါငငယ်လေးအဲ့ကိစ္စပေါ့နော်တော့ကြုံရတယ်လို့ဆိုတော့မိပါဆိုလို့ရှိရင်ဒါ6တန်းလောက်က10တန်းဆိုပြီးပြောကြရပါတော့ဒါမဟုတ်ဘူး6တန်းလို့ပြောတယ်သူမယုံကြဘူးပြီးမမေတော့မမေဒါမမေလားဆိုတော့မမေပါဆိုတော့မှယုံကြတာပါနော်မမေနဲ့တူတွဲသွားလို့ရှိရင်လည်းကြောက်တော့တောင်းရမယ်သူညီမလားလို့ခဏမေးခဲ့ရတယ်အဲ့ဒါလေးတော့ရှိပါတယ်အဲ့အခုဒါအဲ့ခဏပြီလေအရင်အခု9ပေ8ပေါ့ဟုတ်စနက်တန်းတော့ဒါငငယ်လေးကဒါဒီစာကိုဒီဇိုင်းမဲ့လောက်လာတဲ့အတွက်ကြောင့်မလို့ဒီစနက်တန်းကိုလည်းဒါအကောင်းဆုံးညှော်မှန်းထားပါတယ်ပြီးတော့ဒါအကောင်းဆုံးလေးစူးစမ်းပြီးတော့ဒီစနက်တန်းကိုအကောင်းဆုံးဖြည့်ဖို့ဒါညှော်မှန်းထားပါတယ်ဒီနေ့စနစ်တန်းနေအောင်ချက်အရင်ကောင်းတယ်နော်အဲ့ဒါဘယ်တော့အားချမိလဲဟုတ်ဆိုလို့ရှိရင်အောင်ချက်အရင်ကောင်းကြတယ်ဆိုလို့ရှိရင်လည်းဂုံတွေးနဲ့ထွက်သွားကြတယ်ပေါ့နော်ပြီးတော့ဟိုဒီနေ့ထွက်လာတဲ့ကလေးတော်များများလည်းသူတို့အောင်တယ်သူမှန်းထားတဲ့သူတော်မှအောင်ကြတယ်သူတို့တက်ကြတယ်ပျော်ရွှင်မိတယ်ပေါ့နော်သူတို့ဖြည့်နေတဲ့အချိန်တော့ဆိုလို့ရှိရင်ဒါလည်းသူတို့စားတယ်ကိုပါစိတ်လုံဆိုင်မယ်ငါသားအဲ့သူတို့ညမှာဆိုလို့ရှိရင်ဘယ်လိုရေခေါ်မလဲဆိုပြီးအဲ့လိုမျိုးဖြစ်မိပါတယ်ဟုတ်အဲ့ဒါတက်လို့ရှိတော့အခုအသက်16ပြည့်ပြီအဲ့ဒါဆိုရင်ဒီစနစ်တန်းနောက်ချက်ဟိုကနုပညာကိုဒီနေ့လေးရုပ်သွားမှာပေါ့နော်ပြောပါဒီစနစ်တန်းတစ်နှစ်ကတော့ဒါအနုပညာကိုခဏလောက်ရှော့ပြီးတော့ဒီစာဘက်ကိုဦးစားပေးပြီးတော့ဖြစ်ပါမယ်ရှင်ဒီခဏကိုရက်ရှင်နဲ့ပတ်သက်ပြီးတော့အเจ้าမှာဆိုလို့ရှိရင်ဒါအတန်းထဲမှာအရှိဆုံးလို့ဖြစ်နေတာပေါ့နော်အเจ้าအထဲထဲဝင်လာပြီဆိုလို့ရှိရင်ထောင်နဲ့ဘာလို့ရှိရင်အเจ้าသွားလို့ရှိရင်ဒါအဲ့လိုပြင်းပြင်းတိတ်မသွားတာများရဲ့အဲ့ကျောင်းဝတ်ဆောင်ကဒါဟိုကျောင်းဝတ်ဆောင်ဝတ်လို့တာဝတ်ရတာပေါ့နော်အဲ့ကျောင်းသွားလို့ရှိရင်ဘယ်သူမှတော့မသိဘူးပေါ့နော်အဲ့သွားဒါပေမဲ့အရက်ကြီးကဒါထောင်ရောဟိုချွတ်ဆိုလို့ရှိရင်ငယ်လေးကကြောက်တဲ့တာများရပါတော့အဲ့လိုမျိုးလိုက်စားဖို့နေတဲ့သားတွေကြောက်ပြီးအဲ့လိုစကားမပြောရရပါရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိခဲ့ပါတယ်အရင်ဟိုမျက်နှာလည်းတစ်ခါကြလို့ရှိရင်ဟိုအရင်မရှိရဲ့နေမှာပါမပြုံးတတ်တာမပြောတာမဟုတ်ဘူးဘယ်လိုပြောရလဲနည်းနည်းတီတာပေါ့မျက်နှာအဲ့တော့သူတို့ကဟိုဘယ်လိုပြောရလဲကြောက်ဟိုခွဲတိုင်းနဲ့အဲ့လိုကြီးဆိုတော့နည်းနည်းကြောက်တယ်လို့ကြာထင်ပါဒါပေမဲ့ဒါတကယ်အဲ့လိုမဟုတ်ပါဘူးဒါဟိုမကြီးတာဆိုတာကြက်ပုံမှန်နေတိုင်းမျက်နှာဟိုအဲ့လိုဖြစ်နေတယ်နည်းနည်းတင်းတယ်လို့ထင်ကြတယ်ဟုတ်မျက်နှာကြောတင်းတယ်လို့ထင်တယ်တခါကြလို့ရှိရင်ကြောက်ချေရလို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒါချေတာမဟုတ်ဒါပေမဲ့ကိုဘက်ကစပြီးအဲ့လိုတခုပြောလိုက်လို့ရှိရင်သူများစိတ်နှောက်ယှက်ဖြစ်သွားမှာအောင်ကြောက်လို့ကြဘာမှပြောမနေနဲ့တဖြည်းဖြည်းနဲ့ချေရဖြစ်သွားပေါင်းတဲ့တကယ်ကြီးရောလဲလားဟုတ်ပေါင်းတဲ့တကယ်ကြီးဆိုတော့အเจ้าမှာဆိုရင်တော့တခန်းလုံးနဲ့တော့ကြာတိရဒါပေမဲ့ကိုအရင်လေးပေါင်းတာဆိုတော့2ယောက်တော့လောက်ပဲရှိတာဒီကငငယ်လေးကဟိုကိုအရက်မရှိခဲ့ရင်တော့မှအရက်ရှိခဲ့သူမျိုးကိုသဘောကျရပါတော့ကိုကလည်းငယ်ရဲ့အောင်ငါတို့လိုအဲ့လိုအရှိကြီးဖြစ်ချင်လိုက်တာဆိုပြီးသွေးသေးနေမှာကိုလည်းဖြစ်လာတာပါတော့အဲ့တော့ကိုရဲ့ဒီချက်ကိုဒါအရန်သဘောကျပါတယ်ပြောလို့ရှိရင်ဟိုတချို့ကောင်မလေးချစ်စရာလေးမြင်လို့ရှိရင်လည်းဒါချစ်စရာလေးတို့ဆိုလည်းချစ်စရာသူ့ဟာနဲ့သူရှိရပေါ့နော်ဒီရက်ရှိရဲ့ကောင်မလေးကြောက်လည်းအရန်မိုက်တယ်ပေါ့နော်ဒါရှားလိုက်ရှားတယ်ဆိုအဲ့ကြောင့်မို့ဒါကိုရက်ရှိရတော့ကိုသဘောကျပါတယ်ဒါတစ်ခါတည်းတည်းရှားလို့ရှိရင်ဟိုစကတ်တွေပါအင်ကြီးတွေပါဝယ်လို့ရှိရင်ဝတ်ကြည့်ရပါတော့ဒါပေမဲ့ဒီတန်းလည်းဘယ်လိုမှမလိုက်ဘူးဟိုရက်ကထောင်ထောင်မောင်းမောင်းလေးကွက်လို့ရှိရင်အရက်တွေမဟုတ်ဒီပခုံးတွေပါအယိုးကြီးရောအဲ့ဒါတွေဝယ်လိုက်လို့ရှိရင်နည်းနည်းဟိုတစ်မျိုးပုံစံတစ်မျိုးပေါက်သွားတော့တိတ်ပြီးအဲ့ဒါတွေဟိုမလိုက်လို့ဒါနဲ့တင်းတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းများသောအားဖြင့်ဒီပေါင်းပြီးရှည်ရောကိုနဲ့လိုက်တဲ့ဟဲ့ပဲရိုးရိုးဖြစ်ပါတယ်ဒီစနက်တန်းပြီးသွားလို့ရှိရင်ဒီကဟိုပေါ့နော်ဒီအနုပညာဘက်မှာပြောလို့ရှိရင်ဒီစနက်တန်းမှာဘယ်လိုတွေကြာဖြေခဲ့ပြီးဘယ်လိုလက်ဆက်တွေရမလဲဆိုတော့တောက်ဆောက်ပြီးအားပေးကြပါဦးပြောလို့စနက်တန်းပြီးသွားလို့ရှိရင်လည်းဒါလာမဲ့အနုပညာလှူရှားမှုတွေကိုလည်းအားပေးကြဖို့ပြောဖြစ်ပါတယ်